ငါတူတယ်တော့ဈေးရုံအဟောင်းကျဲတာပေါ့နော်အခုကတော့ဈေးရုံနေရာပြောင်းထားတော့ဈေးရုံအစ်စ်မှာရောက်တယ်ပေါ့လေဈေးရုံအဟောင်းမှာကျဲသွားတာတူတယ်ကတော့3ခါပေါ့3ခါမှာ2ခါကတော့ဒီဈေးရုံတေချာမရွှေ့ရသေးခင်မှာကျဲတာပေါ့နော်နောက်ဆုံးတစ်ခါကတော့ဈေးရုံမမကြံတော့တဲ့အချိန်မှာကျဲတာပေါ့အဲ့ဒီနောက်ဆုံးတစ်ခါက2025ပေါ့နော်ဒီ February တော့ကျဲသွားတဲ့ကိစ္စ2025 February မှာဈေးရုံကျဲလိုက်တာဒီလူနာဆောင်တွေရောကိုရီဆရာဝန်ဆရာမတွေနေခဲ့တဲ့အဆောင်တွေအကုန်လုံးကတော့ပြာကျလူနေပါပဲပေါ့နော်ဆုပ်ပြတ်တက်သွားတယ်ဒါပေမဲ့ကံကောင်းတဲ့တစ်ခုကတော့လူတွေမနေနေတော့အဲ့ဒါတော့မထီဘူးပေါ့ပထမဆုံးတစ်ချိန်ကျဲတာက2023 November 2023 November 20မှာကျဲတယ်ကံကောင်းချင်တော့ဈေးရုံကွက်တီကိုမကြောက်ဘူးဈေးရုံနာကဈေးရုံနာမှာရှိတဲ့ဘောလုံးဝင်းတနေရာကိုကြားတယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာဈေးရုံရဲ့အဆောင်တွေကတော့အကုန်ဒီပါတွတ်မိုးတွေပြုတ်ကြတယ်ခွဲကန်းဆိုလဲအပေါ်ကအထက်တွေဒီဟိုတွေအကာတွေပြုတ်ကြတယ်ကလေးလေးတွေမီးပြတဲ့အခန်းတွေဆိုလို့ရှိရင်မှန်တွေအကုန်လုံးကွဲသွားတယ်လူတော့ဆရာဝန်ဆရာမ volunteer လူနာဆောင်တယောက်မှအထိခိုက်မရှိခဲ့ဘူးပေါ့နော်အချိန်မီပဲပထမဆုံးတစ်လုံးကျဲပြီးတဲ့အချိန်မှာလူနာတွေအကုန်လုံးလည်းဘုံဘုံချင်းနဲ့ရွှေ့တင်တာရွှေ့ပြန်ပြောင်းတခြားစီးရုံပြောင်းတင်တဲ့လူနာတွေအကုန်လုံးလည်းပြောင်းလိုက်နိုင်တယ်ပေါ့နော်အဲ့တော့အထိခိုက်ကတော့အရင်မရှိလိုက်ဘူးပထမတစ်ချိန်ကဒုတိယချိန်ကဒီ2023ပဲပေါ့နော်2023ဒီဇင်ဘာ20မှာပေါ့ဒုတိယချိန်ထပ်ကျဲတယ်အဲ့ဒီချိန်မှာတော့ဆေးရုံမှာလူနာတွေတော့မရှိတော့ဘူးဒါပေမဲ့ပြဿနာကဘာလဲဆိုတော့တင်းကလူတွေကအဆေးုံနာပတ်ဝန်းကျင်လေးမှာနေသေးတယ်ပေါ့နော်အဲ့ဒီနေသေးတဲ့အနေအထားတစ်ခုမှာပြဿနာဘာတက်လဲဆိုတော့ဒုတိယအချိန်ကျဲတဲ့အချိန်မှာဒုတိယအချိန်မမရ8လုံးကျဲတယ်ပေါ့နော်ပေါင်100လား200လားတော့တိကျမသိဘူးပေါ့နော်8လုံးကျဲတယ်ဆိုတော့8လုံးကျဲတဲ့အချိန်မှာဆေးရုံကကိုယ်ဆေးရုံဝင်မန်ပါပေါ့နော်ထီးမန်ပါ6ယောက်ထိတယ်6ယောက်မှာ4ယောက်ကတော့မိုင်နာပဲပေါ့နော်ဒီကွဲတယ်ပြဲတယ်ပုံနဲ့ပဲတယ်တစ်လောင်းနဲ့ပြီးသွားပေမဲ့နောက်ထပ်2ယောက်ကတော့မေဂျာထိရလို့ပြောလို့ရတယ်ဒုတိယအချိန်ဘုံကျဲတဲ့အချိန်မှာပုံနဲ့ပြောရင်ကျမကဒီတလီလုံးချိန်ဆိုတော့တလီလုံး right ကော်ထဲမှာကျမရှိနေရရှင့်ဒါပေမဲ့ကို team ဖြစ်တယ်ဆိုတာကိုသိချင်းကြတော့အဲ့ချိန်မှာဖုန်းလိုင်းနေလည်းမရတော့ဘူး Starlink ဆိုတာလည်းအိမ်တော့အဲ့လိုတစ်ထဲဝင်မပေါ်နေဘူးပေါ့နော်မပေါ်နေတော့ပြတာပေါ့လေပြရာတွေခတ်တယ်ပြီးတော့ဒီနေရာကိုချက်ချင်းသွားပေါ့အမဆေးရုံတက်ရတဲ့လူနာတွေစီအဲ့တော့ဒီလူကဆေးရုံပို့တယ်ပေါ့နော်ဆိုတော့ကိုရီဆေးရုံကဘုံချက်ခံပြီးပိတ်ထားတဲ့အချိန်မှာလူကဆေးရုံပို့တယ်ကိုစီကထိတဲ့လူနာတွေကိုအဲ့ချိန်မှာဒီလူနာတွေကိုသွားကြည့်ရတယ်အားပေးရတယ်ပေါ့နော်အားပေးရဆိုတော့ကိုတိုင်းတော့အားငယ်နေပြီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုလူတွေဒီလောက်ထိသွားရလားဆိုတဲ့စိတ်နဲ့တော့တော်တော်လေးစိတ်မကောင်းဘူးပေါ့ဒါပေမဲ့လည်းကိုတင်ကလူတွေကကိုထက်အများကြီးပုံမာတယ်ပေါ့နော်ရတယ်အမပြန်ကောင်းသွားမှာပေါ့နော်ဆိုတော့အများစုကတော့အဲ့လိုစိတ်နဲ့ပဲအဆင်ပြေသွားခဲ့တယ်ပြောရမှာပေါ့လေအဆင်မပြေအောင်နေခဲ့ကြတယ်ပေါ့ကျမတို့